ဆရာကြီးရဲ့အသက်80ပြည့်အသက်80မွေးနေ့ကိုအခုလိုအမတ်တရခွင့်ရတဲ့အတွက်လည်းဂုဏ်ယူပါတယ်နောက်တဲ့အသက်90တရားလေးလည်းတက်ချင်ပါတယ်အသက်90တဲ့တရားလည်းဆက်ပြောနောက်ပြီးတော့ကျွန်တော်ကစကိုင်းတိုင်းမြောင်မြို့နယ်မကြီးပုတ်သားပါအဲ့တော့ကျွန်တော်တို့စကိုင်းတိုင်းအနေနဲ့ဂုဏ်ယူဆောင်လေးပြောပြရစီကျွန်တော်ကမန္တလေးမှာပို့တိဖြစ်ပါတယ်တို့ညာမုံရွာကိုစကိုင်းကိုကျွန်တော်အမြဲတမ်းမော့မော်ကြည့်ပါတယ်ဟုတ်မော်ကြည့်ရင်ကျွန်တော်ကတွေ့ပါတယ်ဟောဆရာကြီးအမောင်နဲ့ဆရာကြီးဝန်သားပြီးတို့ခုနဆိုတော့ဆရာမတယောက်ပြောသွားတယ်ဒီမှာလေဒီဆရာတော်မဒီပေါ့လေတို့ဂုံယူစရာပေါ့ကျွန်တော်အမြဲတမ်းဂုံယူနေပါတယ်အခုရဲ့ဇာတိနေပေါ့အဲ့ဒီမှာဒီနေ့မှာဆရာကြီးနေမင်းတန်းရဲ့ဒီတစ်စင်းနဲ့လာမင်းတရားဆိုတဲ့ကြပြများဒီနေ့စာအုပ်မိတ်ဆက်ပွဲမှာဒီကြပြတွေကကျွန်တော်ရင်ထဲမှာထိတဲ့ကြပြလေးရွတ်ဖတ်ပြရစီကြပြရဲ့ခေါင်းစဉ်ကအင်းညမညာဖြစ်ပါတယ်ဆရာကြီးရေးထားတဲ့ကြပြလေးကဆရာကြီးကဂန်တွင်စာဆိုတဲ့အတိုင်းပဲဂန်တွင်ကြပြလေးဖြစ်ပါတယ်ကျွန်တော်အတန်လေးနည်းနည်းထည့်ရွတ်ပါမယ်ဆရာကြီးအနေနဲ့ကျွန်တော်ရွတ်တာလေးနည်းနည်းလိုအပ်တယ်ဆိုရင်တော့ခွင့်လုပ်ပေးပါအင်းညမညာရေမြင့်ကြာမြင့်ပနာတင့်ရတာရကတုယတဂုံကြီးစာပေဒီကကြာအလားနဲ့တိုင်းသားပြည်သူရေနဲ့တူ၏နောက်တစ်ခေါက်ပြန်ရွတ်ပြရစီကျွန်တော်အတန်လေးချွတ်ရင်းသွားလို့အားနဲ့ကြရင်ခွင့်ပြုပါဗျရေမြင့်ကြာမြင့်ပနာတင့်ရတာရကတုယတဂုံကြီးစာပေဒီကကြာအလားနဲ့တိုင်းသားပြည်သူရေနဲ့တူ၏တို့ဖြစ်ရမူကြာဟူဒီကရေဤအားကိုစာပေဒီကပြည်သူအားကိုကိုစားယုံကြည်တွဲလက်ညီလျက်ကိုစီမြင့်တက်အခက်လက်တို့ညွတ်တဲ့ဝေစာနေတကားတို့ဖြစ်ရမူကြာဟူဒီကရေဤအားကိုစာပေဒီကပြည်သူအားကိုကိုစားယုံကြည်တွဲလက်ညီလျက်ကိုစီမြင့်တဲ့အခက်လက်တို့ညွတ်တဲ့ဝေစာနေတကားဆရာကြီးနေမင်းတန်းငယ်ကြပြကိုအခုလိုရွတ်ဖက်ခွင့်ရတဲ့ဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်အခုလိုနားထောင်ပေးတဲ့အတွက်တောက်လာတဲ့စာတေးကုန်းမဆရာမများကိုလည်းအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုလည်းဂါရဝပြုပါတယ်ခင်ဗျ